တရုတ်စာမှာစကလုံးတစ်လုံးသိတယ်ဆိုလို့ရှိရင်အဲ့စကလုံးကိုမှနောက်ထပ်စကလုံးတွေနဲ့ပေါင်းပြီးတော့ဆင့်ပွားပြီးတော့အဓိပ္ပာယ်တွေထပ်ပြီးတော့ထုတ်လို့ရတယ်ဥပမာဆိုလို့ရှိရင်ခုံဆိုတဲ့စလုံးတစ်လုံးသိရဆိုပါစို့ခုံဆိုတာကြတော့တရုတ်လိုကြတော့ပါဇက်တို့အပေါက်တို့စသဖြင့်အဓိပ္ပာယ်ရတယ်အဲ့ဒီခုံကိုမှတခြားစကလုံးတွေနဲ့ကပ်မယ်ဥပမာဆိုလို့ရှိရင်入口ဆိုရင်ဝင်ပေါက်出口ဆိုရင်ထွက်ပေါက်门口ဆိုရင်တကားပေါက်သို့မဟုတ်ဝင်ပေါက်ပြီးတော့口罩ဆိုလို့ရှိရင်နှာခေါင်းစည်း mask ကိုပြောတာနောက်တစ်ခုက口红ဆိုရင်နှာခမ်းနီပြီးတော့口袋ဆိုဒီလိုမျိုး pocket အိတ်ကပ်ကိုပြောတာပါအဲ့ဆိုတော့တရုတ်စာကလေးလာတက်လို့ရှိရင်လွယ်လေးဖြစ်ပါတယ်အဲ့လိုမျိုးနောက်ထပ်အသုံးဝင်တဲ့ဝေါ်ဟာရတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင် like and follow လေးလုပ်သွားပေးပါကျေးဇူးအများကြီးတင်ပါတယ်သင်တန်းစုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့3998092669လေးကိုဖုန်းနဲ့တော်၎င်း Viber နဲ့တော်၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်